မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုရဲ့ရန်ကုန်တိုင်းဒေသကြီးအိမ်ချမ်းမြေဝန်ဆောင်မှုအသင်း Yangon Region Real Estate Service Association YRESA 2025 Annual General Meeting AGM နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကိုအောက်တိုဘာလ3ရက်နေ့ကရန်ကုန်မြို့လှိုင်မြို့နယ်ပြည်လန်းရှိ Lotte Hotel မှာကျင်းပခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။အဒီနောက်မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌကအမှာစကားပြောကြားပြီးအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌကအသင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအသင်းနှစ်ပတ်လည်အစည်းအဝေးခန်းစာနှင့်2024-2025ဘဏ္ဍာရေးရှင်းတန်းအားဖတ်ကြားတင်ပြကမြို့နယ်များအားစွမ်းဆောင်ရည်စုများကိုပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။